နဲ့အလူကငါလူပုံမပါဒီဇူရုပ်တွေမပါလိုက်ဘူးကွာပေါင်းလို့တွေပဲပါလိုက်ဒီမှာငါလူပုံတွေမထည့်နိုင်ဘူးရတယ်နောက်တမငါဘာလူငါလီတကြားရထင်မယ်တေးမတဲ့တေးလို့သားမထမ်းနဲ့ရတယ်ငါဦးတမငါဘာလူငါထင်တယ်ငါတော့လောက်တယ်ဝေးဝိုင်းအာရှိဒီမိုးလောက်ပေးနေတယ်ဒီပြင်ဟာလေးပါလေးပေးနေတယ်ဒီဟိုတိုင်းဖြီလူမတိုက်ကြည့်ရတယ်လားခေါ်တာအဲ့ဒီထောက်ကားလေးကိုပေါ်လေလောရတယ်ဆိုဘာမှထားပါလေဆိုတော့ဒါတော့ဘူးလားလုံးနေတယ်ဘောဆိုလို့လုံးလေးသေးလေးလို့ရလားရရှည်လိုက်လက်အဲ့ဒါကိုတိုက်ဖို့ဘန်လည်းဒီခွာမတယ်လို့ထင်းတယ်ရာတွေစုတယ်ရရတော့ဟမ်အဲ့မခင်းလေးပါဒီကကျရီဒီအချောင်းရှည်လေးဦးမဟာဦးမကြီးသားရအောင်အဲ့ကျဦးပါဒီကအဲ့ဒီကြီးကရအောင်ထည့်လိုက်ဒီပါလေဟိုအင်းချင်းမဟိုနေ့ကတော့လာမီးသွေးခဲတွေအများကြီးရာရောင်းမဲကုန်မဟုတ်ဒီကအရင်ဝိုင်းထည့်ပါလေဒီခုနကဒါလေးလုံးတာဟုတ်တယ်ဟုတ်ကဲ့လုံးထားတဲ့လူလဲလုံးပါထည့်ကြအောင်မရှိဘူးနဲ့ကျန်လေးဒီတိုင်းကြီးသူတို့ကလည်းဝယ်ပေးတဲ့ဟာယူတို့ဟိုကလည်းဒီတွေလည်းအကုန်နန်းဆုံးအဲ့နဲ့ဘိုင်းချစ်တင်ရတယ်ကျော်လို့ကတော့ရတယ်တဲ့ဒီပူနန်းလိုက်တို့ဝဲလာကြတို့ကအကောင်ဟိုဟာသူကလည်းငါမလည်းပြောဟောသူ့ပွားပေးလိုက်လေပုံကြီးဆိုပြီးတော့ဗာဖြစ်တယ်အဲ့ဒီဒီမှာမကဟာမင်းလမ်းပြောချင်းနဲ့ချင်းတော့အုံးပြောကြတယ်နောက်ပြောလိုက်ကြတယ်ရုပ်မိကျွန်းတော့ဗာလဲတော့မှဘယ်သူကလည်းပြငှားတာကြိုင်တာပြီးကြကျိုးတော့ဒီမှာလာတော့ဒီဘောပြလှုပ်ထားကြဝါရေပိုးလို့လို့မယ်ဟိုအချင်းဝါဟိုဒီလိုမလို့ယူပါမယ်ဒီချိန်နဲ့တခါတခါတော့စမ်းတော့ထိုးလို့ရတယ်ရလောက်ပါဘူးနော်ဘယ်နဲ့ပြီးတော့ထိုးရဟမ်အဲ့ဒါတည်းထိုးရဟမ်
စိတ်ပဲဒီလိုသုံးရင်စိတ်ပဲထုတ်ရင်နဗီတော့ဆိုမိုင်းကုန်မောင်ဆိုင်ပြင်ပတ်စံမကြည့်တာပြတာအများနဲ့မူးနေပြီးတော့ခမပတ်စံနေကြိတ်ပြီးနေတယ်ပေါ့သူ့တမတ်လေးဆို ချင်းသမလေးတရားဘူး ဒီသမတ်တယောက်ရှိရဘယ်မရှိဘဲနေမှာတော့ရှစ်လုံးတော့တမတ်စုကတော့ဘာမှမပြောဘူးကြည့်ပြုံးပြုံးကြီးနဲ့ အဲ့စီးရမှာတော့ စီစီတဲ့တော့နဲ့ထဲထဲတယ် တောင်းကြီးမကောင်းဘူးလား ဟိုကလူနောက်မှလည်းရှိတယ်လုံးခံတယ် တော့ဟိုမကတ်ဘူးမကတ်တယ်နော်ဒါ သူရင်ကထိုးတော့ခဏဟိုကထိုးတော့ ကောင်းတယ်နော်ရေဆောင် ထဲထဲထောမထဲမှာ ဘာလို့ကက်ကက်ချမ်းနေတာအဲ့ဘာလို့ဘုံတော့အဲ့ထောပါဟမ် ဒီမှာထောက်ပေါက်ပြီး အဲ့ကြောင့်ဘာမှမဟုတ်လေဒီဘူးလေးရောက်ကက်သက်လေးချမ်းချမ်းနေတာလေ လုံးထဲလိုက်ဟောဒီလုံးနော်ဒီလုံးလိုက်တာရစ်ပါလုံးနေအောင် လုံးပဲလုံးပါလား စီးလိုက် ဘုံမောင်ကြီးကြာ တော်တော် ဘုံမောင်ကြာ လူရှင်းလိုက်အားလူရှင်းလိုက်လို့ညောင်းမတွေပြောလုံးလိုက် လုံးအလုံးကြီးလိုက်ပါလား ဟင်း ဟုတ်ပါဘူးဘူး ညောင်းမတော့လုံးမရစ်တယ်ညောင်းမတော့ပုံထွက် ဘောကုန်ပြီဟာ နောက်တစ်ခါကျမှတော့လာဆိုဆက်လာပါမင်းလာတော့ဒီကို ဟောင်းနေတာ ဟို ညနေတာအဟောင်းကအစ်စ်လို့ သွားသေးသေးလေးတာကိုဖြတ်သွားကောလေးကောင်လေး ဒီဘာဘလူကောင်းချင်းနေနေအစ်စ်လို့ ကောလေးကောင်မြတ်မှာသာ ။ဒီကနည်းနည်းဟောင်းသွားလို့ရှင်သူ။သူထမင်းများလို့ပဲပေါ့ညာ။ဆန်အဟောင်းစားတယ်ဆန်တစ်စားတယ်မသိဘူး ကောထိုးမထိုးတော့ဆန်အစ်စ်မှာပေါ့ ။အေး ထဲရ ပေါ့ မလား ဟမ်တော်ပြီ ထဲရမလား မထိနေရတယ် ဘာလို့ဘက်ခနဲ့ကြတော့အောက်ကြတော့ပြန်ထိုးမှာပေါ့ ။အောက်ကြထားလေ ဘာဖြစ်တော့ နောက်ထပ်နှီးပါသေးတယ် နေပါသေးတယ်တညာလုံးမှု နှီးပါသေးတယ်ဟုတ်တော့ဒီမေ ကတ်မယ် မဟုတ်မှာဒီလိုမှခွဲကက်မှာ စီးရမစီးရမဆိုဟိုရောင်းမရုပ်ကတ်နေရမှာနော်မမလေးဆိုင်ထားတော်သေးနော်ဟိုလေးဆိုင် ဘိန်းစီလဲငူးကုန်လို့ဘိန်းစီဖမ်းနေလေရဲ့ ဦးလေးကဒီလိုမှထိုးချင်တာ အဲ့ကနောက်နေ့မှလာတင်ပေါ့အေးပါ ကိုမလားခွန်တယ်ဘူးလား ဟဲ့နေ ခဏတယ်ဘူးလားခေါ် နော်လေ စီရီမှအများကြီးချင် ဒီဘက်တိုးလေးဗန်ဒါကိုဒီဘက်ဆွဲလိုက်လူခဏရလေ ။အော်ကျော်သူကဟိုကပတ်ထုတ်ချင်လို့သာနေတာ။မမကလည်းအရင်ကန်တယ်လား ဟုတ်ဘူးလေမမကန်လို့က မနဘိန်းစီက ။ဟောမမကဟိုမလို့ဟိုစီကိုဖုန်းထားတဲ့ကန်ကြီးယူလာလားမသိဘူး
ကိုကန်ယူမလား စင်းဖုန်းတော့ကန်အတိကျကြီးစမဟုတ် ကျန်မရဟိုလောက်မှမလားတဲအိတ်ချင်းကြိုက်စလို့ ထဲတော့ဒီကဟိုသူဒီဘုံလိုက်ထည့်ပြီးတော့ ပုံလိုက်တယ်အဲ့ဒါနဲ့ညှိပြီ ပုံလိုက်ပြီးဘယ်ရလဲဒီကကြည့်လိုက် အလုပ်ချော်လာညှိခိုင်း ကိုလူကကြီးနဲ့ကြိုက်ပြီးတော့မမဝင်အထက်လက်ပုံးနဲ့ထည့်ပေးမှာပေါ့လေအိမ်နဲ့မဟုတ်တော့ဘူးပေါ့လေပြောတဲ့သဘော တခါလေအိတ်လေးတွေနဲ့ကြိုက်တယ်ပြီဟိုရောက်တော့သူလည်းအိတ်လေး အဲ့ နဲ့ လိုမလုပ်တော့နဲ့တဲ့အမွေနောက်တက်တက်နေလိမ့်မယ်ခမရမယောဂတဲ့ကျတို့မခိုင်းချင်ဘူးတဲ့ သူကသူညရတာပါခမရမခံရင် လို့ငါသမီးရဲ့သူအနေနဲ့သူတက်ထုတ်စီပေး ခမရမခံရင်သူကသူလို့ရတာပါထားပါလားသူတို့ကိစ္စပါ ငါအိတ်နဲ့ သူလည်းမလုပ်ချင်ဘူး ဝင်ရ ဒါလေးနဲ့ဘယ်နဲ့ဘယ်လောက်ကိုကြိုက်ရမှာ ဘယ်တော့ကန် ရောက်စေတော့ 15တော့15တော့ဒါမြခိုင်းလိုက် ဟိုအပြင်းလေးလိုက် ဒီလို၄တောင်၄လုံးနဲ့ဒီလိုလေးလုံးနဲ့အဲ့ဒါဟုတ်တယ်မို့လား တော့လည်းစီဒီလိမ့်ထဲတော့မစီကြအိမ် ညာပြီတဲ့ပေါ်ထက်လိုက်ရတာ ဒါတော့ညဟိုချက်အောင် စီညမှာ ဒီ တော့ နေ့မှ